အေးမ ရှင်းမ ဘာကြည့်နေ ဟုတ်ရိုက်ခွင်းကြည့်နေရ ညမင်းသမီးတော်တော်ဖြစ်ချင်တာဟာ ချစ်ချင်တာဘောမမရဲ့ဟိုရွာမနေတော့ဆိုလို့ရှင်လေအေးမတစ်ချိန်လုံးအမှုရိုက်အိုက်တင်လေးလေ့ကျင့်နေတာအခုလိုမမနာမနေရတဲ့ခါကျတော့လေဟိုရိုက်ခွင်းနေလဲနည်းနည်းတွေ့နေရတော့အေးမအတွက်ဟိုပို့ပြီးတော့နီးစက်လာတာပေါ့အဲ့ဒါပို့ပြီးဝမ်းသာတာဘောမမရဲ့ အေးမငါစကားပြောနေတယ်ငါမျက်နှာကိုကြည့်ပါဟဲ့ညမင်းသမီးဖြစ်ချင်တာဟာလား ဟုတ် ဘယ်တော့မှညီမင်းသမီးဖြစ်မှာပေါ့ငါဘဝနဲ့ရင်းပြီးလောင်းကြီးထပ်ရဲတယ်ညီရည်ချင်းနဲ့ဘယ်တော့မှနာမည်ကြီးမင်းသမီးဖြစ်မှာမဟုတ်ဘူးကဲသွားငါ့အိမ်မှာလည်းမနေနဲ့သွားတော့